sorry no luma dola ba sorry no Tinini ya bare bya Tininiအဲ့ဒါခလေးလေးလားဟုတ်တယ်ခလေးကတော်တော်အသားမဲတာဆိုလန့်ပါမို့ဟောမလန့်ပါဘူးချစ်စရာလေးပါအသားမဲမဲနဲ့ကလစင်လေးကွမ်ဒီနီနီအဲ့ဒါဆိုခွင့်ပြုပါအောင်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒီနီနီလာတွားမယ်သမီးတီနီနီတင်းဟာငါအရေးတဲ့ဟာလူမနေသေးတယ်ငါကိုနိုကြီးထင်သွားတာကလေးကလည်းမဲမဲဟဲ့အိုလို့နေကလေးကမမဲပါဘူးနော်တီနီနီဟဲ့မဲစီရလားငါကလေးကမွေးတဲ့ဟာဖြူတာသူဟာမဲမဲအေးနော်ပြီးတော့အဲ့ဒီကလေးဖေရုပ်ကလည်းကလေးရုံနဲ့တီနီနီဟာငါလည်းလူမနေပြန်ပြီလာပြန်မယ်တီနီနီဟာလမ်းလိုက်တာကွမ်ဒီနီနီနေပါအောင်အော်ဟယ်လိုဒီနီကျွန်တော်ပြောစရာရှိလို့ပါဗျမနက်ဖြန်ညကြရင်ဒီရက်ကွက်မှာလူကြီးတွေဟင်းချက်ပြိုင်ပွဲရှိတယ်အဲ့ဒါကိတ်မုတ်ဖုတ်ခိုင်းမှာပြီးရင်အုတ်ကြီးတယောက်ကမီးကြီးမှာအကောင်းဆုံးကိတ်မုတ်ပိုင်ရှင်ကအဆင့်1ရမယ်ဟာပြိုင်မယ်ဒီနီငါဟင်းချက်တာကောင်းတယ်ဆိုတော့ပြိုင်မယ်ငါကိတ်မက်ကိုလည်းဖုတ်တတ်တယ်အိုးလို့နင်ပါမလားမပါတော့ပါဘူးဒီနီဟဲ့နင်ပါမလားပါမယ်လေဟဲ့ခရမ်းရောင်မှာပါမလားပါမယ်လေဟဲ့အိုးလို့နင်ပါလိုက်ပါလားမပါချင်ဘူးဒီနီပါလိုက်ပါအိုးလို့နင်ကိတ်မဖုတ်တာကောင်းတာပဲနော်အိုးလို့ဒီနီဟာငါမဖုတ်တတ်ဘူးငါဘိတ်ချီရမှာဒီနီဒီလူကအယောက်200ကျော်လောက်ရှိတာအဲ့မှာအဆင့်1 to 10ဝင်တဲ့သူကအကောင်းဆုံးပဲဒီနီအိုလိုနီရဲ့ပါလိုက်ပါအဲ့ဆိုလေโอเคပါမယ်ယေးအဲ့ဆိုရင်ကျမတို့4ယောက်ပြိုင်မယ်နော်နာမည်စရင်းလေးပေးပါအောင်Rosie ကျမနာမည် Rosie ဟမ်ရုပ်ရှင်မင်းသမီးလားမဟုတ်ဘူးကျမသူ့ကိုအရန်ကြိုက်လို့ Rosie ဆိုပြီးနာမည်လေးမှဲ့ထားတာကွမ်ဟမ်အဲ့ Rosie နဲ့တူတယ်နော်စတာဟောခင်ဝင်းဝါလို့လိုက်လုံနေခင်ဝင်းဝါဟိုအဖွားကြီးကိုအဲ့လိုမေးတော့ခင်ဝင်းဝါအဲ့လိုဖြေတာ sorry ကျမကခင်ဝင်းဝါလို့ကျင့်ပါသွားလို့ဟာကွမ်ဘေးကကြဂျူးနဲ့မေးရတနာလားဟုတ်တယ်ဒီနီဟာမင်းသမီးရဲ့နဲ့လာတွေ့နေရဲ့စ
Safi ဆွဲမယ်ဟာပါဦးကွမ်းတယ်အိုးကဲ Safi ဆွဲမယ် Safi အဲ့ဒါကျေးဇူးပါနော်မင်းသမီးလေးကဝင်ပြိုင်မယ်ဆိုကျွန်တော်ဝမ်းသာပါတယ်ဟုတ်ရပါတယ်ရှင်အဲ့ဆိုရင်နာမည်ကဂျီဂျူးဘူးနော်ဟုတ်ကဲ့နင်ကမေးကြတယ်နော်ဟုတ်ကဲ့အိုးနင့်နာမည်ရောကျမနာမည်ကအိုလိုနီပြန်ပြောပါဦးအိုလိုနီโอเคဟဲ့ဟိုမှာနှစ်ယောက်ခဏလေးဗျာပြိုင်အောင်မလားဘာလဲကိတ်မုံဖုတ်ပွဲပါမယ်လေသမီးပါအောင်မလားသမီးကကလေးပဲရှိသေးရဲ့လေမဖုတ်ရှင်ဘူးကွမ်းအေးဟုတ်သားပဲကလေးလေးကကလစင်လေးချစ်စရာလေးဟိကျေးဇူးပါကွမ်းဒီနီနီဟာငါကိတ်မုံကိုအကောင်းဆုံးဖုံနိုင်ရမယ်လားအိမ်ပြန်မယ်ဒီနီအကိုဟိုခဏမှားသွားတာအားနာလိုက်တာ sorry နော်ရပါတယ်ဗျာဒီနီငါလည်းကိုနုံနဲ့မားနေသေးရဲ့ဒီနီရှက်စရာကြီးလာခဲ့မယ်နော်လာခဲ့ကျွန်တော်အိမ်ထိလာခေါ်မှာနော်အိမ်လိုက်စာလည်းပေးပြီးပြီလားဟုတ်ပေးပြီးပြီလာတော့မယ်အိမ်ပြန်မယ်ဒီနီမြန်တော့ဒီနီဟဲ့ရိုစီမနင်ဘာဖြစ်နေရလဲဟဲ့ငါကိတ်မုံမြန်ဖုန်နေရတယ်ဒီနီနင်တို့နှစ်ယောက်ကိုပြီးပြီလားပြီးပြီငါတို့ကိတ်မုံကဟိုးအရှိတ်ဘက်တောင်ရောက်နေပြီရိုစီဖြည်းဖြည်းလုံတော့ရတယ်အေးစေးနောက်ထပ်နိုင်ဝက်ကြံသေးဟုတ်ပါဘူးနောက်ထပ်45မိနစ်ကြံသေးဖြည်းဖြည်းလုံငါကိတ်မုံဖုတ်တာတိတ်မကောင်းနော်ဒီနီဘာမှမဖြစ်ပါဘူးအဆင့်1 to 10ဝင်တော့အဆင်ပြေမှာပဲဒီနီဟဲ့ရိုစီဖြည်းဖြည်းဒီနီဟဲ့ရိုစီဘာဖြစ်နေရလဲမြန်ဖုတ်နေရတယ်သူများကိတ်မုံတွေကအရှိကိုရောက်ကုန်ပြီငါကိတ်မုံတခုပဲကြံတော့တာအေးရိုစီဖြည်းဖြည်းလို့အေးစေးရပြီမိကင်ရတော့မယ်ဟဲ့ဖြည်းဒီနီဟာကိတ်မုံတွေကတော့အများကြီးမီးရတော့မယ်နောက်ဆုံးတစ်ကိတ်ပဲကြံတော့ကြာလိုက်တာဒီနီငါရဲ့ကိတ်မုံလေးတော့ရပြီငါ့ကိတ်မုံခဏထားခဲ့လိုက်အောင်မယ်နော်ငါမှအိမ်နာသွားတက်တော့မယ်မရတော့ထွက်ကြတော့မယ်ဟာနင်ကလည်းအရေးကြောင်းနဲ့လုပ်ပါခဏထားခဲ့မယ်နော်ခဏလေးငါအရင်ဆုံးမီးကြည့်လိုက်အောင်မယ်ငါမီးကြည့်ဖို့နည်းနည်းခွဲလိုက်မယ်ဟာကောင်းတယ်ဟာမရတော့ထွက်ကြတော့မယ်ငါဒီပကံထဲမှာခဏထည့်ထားမယ်နော်ငါမီးနေတဲ့ဟာလေးအေးဖြည်းနောက်ထပ်15မိနစ်လိုသေးရဲ့ဟာပါဦး9မိနစ်ပဲလိုတော့မြန်ပါဟာပါ10မိနစ်ပဲလိုတော့ဒီနီငါဒီပကံနဲ့ချခဲ့လိုက်မလို့ပြေးပြီဟာရိုစီကလည်းဖြစ်လိုက်အသေးအတန်နေကြီးပဲဟာရိုစီမြန်လောက်တော့ငါစိတ်ညစ်လာပြီကိတ်မုံတွေကမှုသားပဲရိုစီအဆင့်1ရမှာဟုတ်တယ်ဒီနီကဲပွဲစားတော့မယ်လာတော့မြန်ရပြီပြန်လာပြီဟဲ့မြန်လာတော့စနေပြီအေးဟဲ့ရိုစီနင်ချွေးတွေနဲ့ငါလားအေးလေနင်ချွေးတွေနဲ့အေးလာသွားမယ်လာသူများတွေအရှိရောက်နေပြီနော်ရိုစီနင်ရဲ့ကိတ်ကိုမမြန်ယူနော်ဒီနီယောကိတ်မုံဒီဘူးလေးနဲ့ထည့်ထားရမှာဒီနီဟဲ့ရိုစီဘာလုပ်နေလဲကြားလိုက်တာအော်ဟုတ်ကဲ့ပါအုတ်ကြီးတောင်းမှန်ပါတယ်ရှင်ဟာခရမ်းရောင်မငါစိတ်တိုးလာပြီနော်အေးအပြင်မှာတကယ်မအိတ်လို့ဆဲတော့မယ်ကွာဟုတ်ဒီမှာပါမြန်ထားဒီကဲအမမီးကြည့်ပါဒီနီဟုတ်ကဲ့ဒါလည်းအရင်မီးကြည့်ဒီနီဒီဘေးနာခရမ်းရောင်လေးကဘယ်သူချက်ထားရလဲဒီနီခရမ်းရောင်လေးကဟိုကျမရဲ့အမခရမ်းရောင်မှာချက်ထားပါတူပါဒီနီစားကြည့်လိုက်
ဒီနီโอเคစားကြည့်မယ်မစိုးအဲ့ဒါကြစပြည့်သီးနံလေ10မှတ်ကနေ10မှတ်ပေးတယ်ဒီနီနောက်တစ်ကိတ်အနီရောင်လေးကကြဘယ်သူလောက်ထားရလဲရိုစီအဲ့ဒါကြကျမရဲ့ညီမမေးရတနာပါလားမေးရတနာဟာလည်းမေးကြည့်အဲ့ဒါဆိုပြောင်းစားလိုက်တော့မယ်အေးမြောင်းမဆိုးစတော်ဘယ်ရီကိတ်လေ9မှတ်ဘာလို့ဒီနီဝါအနီအောင်မရဲ့ဒီဘာလို့10မှတ်မပေးရလဲမသိဘူးကောင်းပါလေ9မှတ်ဆိုတာကောင်းပါလေဒီနီကိတ်တွေအားလုံးစားပြီးသွားတော့အခါနောက်ဆုံးတစ်ကိတ်ဒါဘယ်သူကိတ်လဲမသိဘူးအဲ့ဒါဟိုကျမရဲ့ကိတ်ပါဒီနီစားကြည့်ညောင်ဟာဘာပြလို့လဲသူကကိတ်မုံရငံတူးနေရပဲတော်ပြီ10မှတ်မှာ3မှတ်ပဲပေးတယ်ဟာငံနေဟုတ်လားကျမစားတော့ကကျမရဲ့ကိတ်ကမငံပါဘူးဘလို့ဖြစ်ငံတော့လဲတော်တော်ငံနဲ့ငါသွေးတိုးတော့မယ်ဟာဒီနီရိုစီဘာမှစိတ်မကောင်းမဖြစ်နဲ့နော်ဒီနီရိုစီရဲ့စိတ်မကောင်းမဖြစ်ပါနဲ့ဒီနီရိုစီရဲ့ဘာမှဖြစ်ပါဘူးဒီနေအကောင်းဆုံးစူးစမ်းထားတာပဲတင်းခဏလေးကျမတခုဝင်ခံမယ်သူပွဲမစားခင်ကသူအိမ်နောက်သွားတက်တာအမှကျမရဲ့ခရမ်းရောင်မရဲ့အိုလိုနီရဲ့3ယောက်ကမြင်းကြောထားပြီးတော့ဘေးမှာစားတွေမှောက်ကြကုန်တာသူ့ရဲ့ခွက်ထဲမှာဖြစ်ချင်တာဖြစ်ဆိုပြီးတော့အဲ့လိုတွေဖြစ်ကုန်တာပါသူ့ရဲ့ကိတ်ကအမှန်တိုင်းပြောရင်စားလို့ကောင်းပါတယ်သူဖဲ့စားထားတဲ့ပကံရှိတယ်ယူလာခဲ့ရမလားတကယ်လားယူလာခဲ့ဒီနီဟုတ်ကဲ့ပါရှင်အဲ့ဒါကျမတို့မကောင်းတာပါတောင်းပန်ပါရဲ့ကျမတို့ဆက်လူထပြီးတော့စားပကံလေးမှောက်ကျသွားတာရိုစီရဲ့မငိုပါနဲ့ဟမ်တကယ်စားပကံလေးမှောက်ကျသွားတာလားနေတော့ဟာဘာဦးsorry နေဟာခဏလေးဒီမှာဝသူ့ရဲ့ဒီမှာဝအဲ့ဒီကောင်မလေးစားပကံရော့ဒီမှာစားကြည့်ခဏတော့အဲ့ဒီကောင်မလေးဖဲ့စားထားတဲ့ပကံအဲ့ကျွန်တော်သွားယူပေးရကောင်းမယ်ဆို10မှတ်ရှင်တကယ်10မှတ်လားခလုတ်ဒီနီsorry ဒီနီကဲအခုကိတ်မုံဖုတ်ပွဲရဲ့အဆင့်1စုပိုင်ရှင်ရတော့ခလေးလေးတွေအားလုံးချစ်တယ်တရုပ်ဆောင်မင်းသမီးရိုစီပဲဖြစ်ပါတယ်ယေးဒီနီအဆင့်2ကတော့အိုလိုနီပဲဖြစ်ပါတယ်အဆင့်3ကတော့တရုပ်ဆောင်မင်းသမီးမေရတနာပဲဖြစ်ပါရဲ့ဒီနီအဆင့်1 to 10စုတွေရပြီးပါပြီအဆင့်1အဆင့်2အဆင့်3ကတော့ရွှေဖလားအကြီးကြီးရထားပဲဖြစ်ပါတယ်ဒီနီ
တင်း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 ဒီနီယေမင်းသမီး Rosie ဒီနီတင်း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 ဒီနီယေဒီနီRosie နင်အရန်တော်တယ်မမဝမ်းမနေနဲ့တော့နင်အဆင့်တရသွားပြီဟုတ်တယ်နင်ရဲ့ကိတ်မုံလေးကလည်းအရန်စားလို့ကောင်းတယ်တင်းတင်းနင်ရဲ့ကိတ်မုံကအရန်ကောင်းလို့ဆိုပြီးခလေးလေးတောင်ဝိုင်းစားနေရတင်းကျေးဇူးပါအိုလိုနီတင်းရပါတယ်တင်းတင်းယေဖေဖေဒီနီဖေဖေအဆင့်လျှောက်ရသွားပြီယေဒီနီဘာလုပ်နေရလဲအေးဟုတ်တယ်စားပကံတကယ်မောက်ကျသွားတာငါ CCTV ကြည့်နေတာဟဲ့ဟုတ်တယ်တကယ်ကြီးစားပကံမောက်ကျသွားတာသူတို့တွေကလည်းဆက်လူးခါလိုက်တာဟုတ်တယ်ဒီနီသူ့ရဲ့ကိတ်မုံလေးအရန်စားလို့ကောင်းတယ်နော်ဟုတ်တယ်အခုလိုပြောမိလိုက်တာအားနာလိုက်တာသူ့ကိုသွားတောင်းမှန်လိုက်အောင်မယ်โอเคRosie နင်အရန်တော်တာပဲဒီနီThank you အနီအောင်မဒီနီRosie ရှင်ခဏပြောခဲ့မိရတောင်းမှန်ပါတယ်ကျမစားတယ်မခံနိုင်ဘူးကျမငန်းရင်မကြိုက်ဘူးတအားတွေးတိုးတတ်တာအဲ့ဒါစားပကံနည်းနည်းလေးမောက်ကျသွားတာသိပါတယ်ဒီနီတောင်းမှန်ပါတယ်နော်ကိတ်မုံလေးကအရန်စားလို့ကောင်းတယ်ရပါတယ်ဒီနီငါတို့ကစားပကံနည်းနည်းမောက်ကျသွားတာဆိုတော့အဆင်ပြေလောက်ပါမယ်ဆိုပြီးတော့ဒီတိုင်းပဲထားခဲ့လိုက်တာပြန်လဲဖုတ်ဖို့အချိန်မရတော့ဘူးဒီဟုတ်ပါတယ်တောင်းမှန်ပါတယ် Rosie အဲ့ငါတို့ကြောင်းဖြစ်တာရပါတယ်ဒီနီဟာသမီးလေးကအိပ်ပျော်သွားပြီပဲတီးကဲဂိတ်ထဲရောက်ပြီမန္တလေးရောက်တော့မယ်ဟာသမီးလေးကအိပ်ပျော်သွားပြီဒီနီလိုင်ကူထဲမှာဟို
တရေမနဲ့မတွေ့ပါစေနဲ့လန့်လို့ဒီနီနီဟာတွေ့ပြန်ပြီဒီအမလေးဟေးကွာဒီနီနီဒီနီနီနီဒီဒီနီနီဒီဒီဒီနီနီဒီနီဒီဒီဒီနီနီဒီဒီဒီန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 ီကဲအိမ်ပြန်ရောက်ပြီဒီနီနီသမီးလေးမာရီသမီးလေးအိမ်ပြန်ရောက်ပြီလေထားတော့သမီးလေးဟဲသမီးဟဲအိပ်ဖြော်သွားပြီသမီးလေးထားလေဟဲအိပ်ပေါက်ကြီးနေတယ်ထားတော့သမီးလေးဟဲ့ပြန်ရောက်ပြီလားရောက်ပြီသမီးထားတော့ဟုတ်ဖေဒီနီနီဟုတ်ကဲ့ဖေလာဟဲ့ကာမီပိတ်ဖို့မေ့သွားတယ်လာဒီနီနီဒီနီနီဒီနီတင်းတင်းဒီနီနီတင်းတင်းဒီန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 ီတင်းတင်းချူချူပညာချူချူပညာပြန်ရောက်ပြီချူချူပညာလာသမီးလေးဒီနီနီသမီးလေးကဒီမှာထိုင်ဆောင်နေနော်ဖေကြီးအဝေးထုတ်တွေသွားယူလိုက်အောင်မယ်ဟုတ်ကဲ့ဖေโอเคဒီနီနီဒီနီနီဒီဒီန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 ီဒီနီနီနီဒီနီနီဒီဒီနီနီဒီဒီနီနီဒီနီနီအိတ်ချင်လိုက်တာဒီနီဒီနီဒ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 ီနီသမီးလေးပြန်ရောက်ပြီလားတီချူဒီနီနီတီချူဒီနီနီသမီးလေးဟိုမှာအဆင်ပြေလားပြေးတယ်ဖေရောဖေကကြအဝတ်ထုတ်တွေသွားသိမ်းနေသမီးတအားအိတ်ချင်နေပြီဒီနီတီချူအခန်းထဲလိုက်ပို့ပေးမယ်လေဟုတ်ဖေကိုစောင်းလိုက်အောင်မယ်โอเคဒီကဲဖေကြီးပြန်လာပြီသမီးလေးမာရီအိတ်နေပြီလားဒီနီဒီနီဆရာချူချူကူတယ်ပေးမယ်လေโอเคရော့ချခဲ့လိုက်မယ်နော်โอเคလာသမီးလေးသွားမယ်ဒီနီဒီနီဒီနီဒီဒီနီဒီနီတင်းတင်းဒီနီတင်းတင်းဒီနီဒီနီတင်းတင်းဒီနီတင်းတင်းတင်း